Bible ဒီကောင်တွေကဟိုဖြစ်ကြတာကွာအရင်ကဒီကောင်ကယုံကြည်ကိုးကွယ်တယ်ကွာဒီကောင်လည်း Bible ကိုကိုးကွယ်တယ်ကွာ Christian တွေဆိုတော့ကွာအဲ့မှာကွာဒီကောင်က churches တွေက church ရှိတယ်ကွာ church ကျောင်းတွေကဒီကောင်အာနာကြီးတယ်ကွာပြောတယ်ဘယင်ဆိုပါဆိုကွာဒီပုံရဟန်းမင်းကြီးကွာဒီကောင်တွေကအာနာကြီးတဲ့ခါကျတော့ကွာဒီကောင်လေးအဲ့ဒီဟိုတာထဲမှာရေးထားတာကြတော့ကွာဘာရေးထားလဲဆိုတော့ဒီကျမ်းစာထဲမှာဒီကောင်လေးရေးထားတာကွာအဟောင်း Old Testament လည်းဖြစ်ကောင်းဖြစ်နိုင်ကွာအဲ့ဒီတော့သူခက်တော့ဆိုဒီကောင်ရေးထားတာကွာကောင်းခင်မှာဘာရှိလဲဆို heaven ရှိတယ်ကွာငါပြောတော့ heaven ရှိတယ်ကွာပြီးကွာကဘာကြီးကိုအခြေပြုပြီးတော့ကွာနေလားတွေကလှည့်ပတ်တယ်ကွာဒီကောင်လေးအဲ့လိုမျိုးရေးထားတာကွာအဲ့တော့ဒီကောင်ကွာအဲ့ဒီမှာဒီကောင် telescope တွေစပေါ်လာတဲ့ခါကျတော့သူကဒီကောင် telescope ထွင်လိုက်တယ်ကွာဒီကောင်လိုက်ကြည့်တယ်ကွာကြည့်ပြီးဒီကောင်တွက်ချက်ကြည့်တယ်ကွာတွက်ချက်ကြည့်တော့သူတိသွားတယ်ကွာတကယ်ကြောင့်ငါတို့ကနေကိုလှည့်ပတ်တာကွာအဲ့ဒီပြင်ကွာနေထဲမှာနေကိုလှည့်ပတ်နေတဲ့အပြင်ကွာငါတို့တခြားဂျိုတွေဘာတွေကလည်းဟိုဗာလဲရှိသေးတယ်ကွာငါတို့ရဲ့ဒီဟာတစ်ခုတည်းမဟုတ်ဘူးကွာငါပြောသူကနေဆိုတာအလုံးတစ်လုံးပဲကွာဒီလိုမလားပြီးလို့ရှိရင်ငါတို့လိုမျိုး planet လည်းရှိနိုင်နေတယ်ကွာဒီကောင်အဲ့ဒါကိုထောက်ပြတာကွာထောက်ပြဒီကောင်ကို church ကကွာဒီအဲ့လိုမျိုးဒီကောင်အောင်မြင်တာလည်းပါတယ်ကွာအောင်မြင်တော့ကွာဒီကောင် church ကကွာဒီကောင်မကျင်တော့ဘူးကွာမကျင်တော့ဒီကောင်ကိုထောင်ချတာပေါင်30လောက်40လောက်မှမသိဘူးကွာဒီလားအဲ့ကြာပြီးတော့မင်းဘယ်လောက်စံဂျူရမှမသိဘူးကွာ1800လောက်ထင်တာပဲ1900 1600လောက်မသိဘူးအဲ့လောက်ထင်တာပဲလုံခဲ့တော့နှစ်ပေါင်း50လောက်မှဒီကောင်ကိုပြန်တောင်းမှန်တော့ကွာ church ကကွာဒီကောင်လေးမှားပါတယ်ဆိုတော့ကွာတရားဝင်ပြန်တောင်းမှန်တော့ကွာတကယ်စားတယ်ကွာရောအကြိုက်ပါတော့လေတကယ်ဒီကောင်တော်ကျန်းတော့လား